လုသမားတယောက်လာကစားအဖြစ်နဲ့ဘယ်တော့မှမချမ်းသာနိုင်ပါဘူးရှေးလူကြီးတွေပြောဖူးတာကချမ်းသာခြင်းနဲ့ဆိုင်ဖွင့်ရမယ်စီးပွားရေးလုပ်ရမယ်နေရာအနှံ့ခရီးသွားရမယ်မြင်းတွေကိုလွတ်ရမယ်စွန့်စားရမယ်တဲ့ကျွန်တော်တို့လိုတာမန်ပြည်သားစုကမွေးဖွားလာတဲ့သူတွေအတွက်ကိုပိုင်စီးပွားရေးစတင်တာကလွယ်ကိုကံကြမ္မာဟိုပြောင်းလဲဖို့ခက်ခဲပါတယ်သူများအောင်မှအလုပ်လုပ်ပြီးရလာတဲ့ပစံကကိုလိုချင်တဲ့အရာတွေကိုဝယ်ဖို့ဘယ်တော့မှလုံလောက်မှာမဟုတ်ပါဘူးသူများစီမှာအလုပ်လုပ်နေတာကိုရက်တက်လိုက်ပါဝင်ငွေမရှိတဲ့3နှစ်တာကာလကိုအသီးခံရမယ်ဆိုရင်တောင်မှပေါ့တလားကိုဘက်အနေငယ်ငွေအနေငယ်ကတင်းရဲ့အချိန်တွေနဲ့အိမ်မက်တွေအားလုံးကိုဝယ်ယူပေးနိုင်ပါတယ်ဒါကဝန်နေစရာမဟုတ်ပါဘူးတည်ငြိမ်မှုကိုပဲကြိုက်တဲ့သူတွေကတော့တည်ငြိမ်စွာနဲ့ပဲဆင်းရဲနေကြရတာပါပတ်စံရှာတဲ့အခါလူသိသူတွေအတီးမိတ်ဆွေတွေနဲ့မတွေ့ဖက်ပါတယ်ဘလောက်ပဲရင်းနှီးပါစေမလုပ်သင့်ပါဘူးယောက်ျားတစ်ယောက်ရဲ့ဘဝမှာအကြီးမားဆုံးသောပိုင်ဆိုင်မှုကတော့မှန်ကန်တဲ့ဇနီးများကိုရွေးချယ်တတ်ဖို့ပါပဲအိပ်ပျော်နေတဲ့အချိန်မှာတော့ပတ်စံရမယ်နီးလန်းကိုမရှာဖွေနိုင်မှုဆိုရင်တေးတဲ့အထိအလုပ်လုပ်ရင်တောင်ချမ်းသာလာဖို့လမ်းမရှိပါဘူးအကယ်၍တင်ကခွေးတစ်ကောင်ရဲ့ခြေမှာပတ်စံနဲ့အယိုးကိုချပြလိုက်မယ်ဆိုရင်အဲ့ဒီခွေးကအယိုးကိုပဲစိတ်ဝင်စားမှာပါ